ကျမကိုညီမလေးတယောက်ကလာမေးထားတယ်နော်သူတဲ့ relationship တစ်ခုပြတ်သွားတယ်ပေါ့နော်အဲ့ပြတ်သွားတာမကြသေးခင်မှာတဲ့ဒီ2ပတ်လောက်ပဲရှိသေးတယ်အဲ့လူကနောက် relationship တစ်ခုကိုကောက်ချိတ်သွားတယ်တဲ့အဲ့တော့ तू အရန်ခံစားရတယ်ပေါ့နော်အဲ့တော့ဒီလူကို तू မေ့ဖို့ तू ဘယ်လိုလုပ်လိုက်ရမလဲနော်သူ့ရဲ့ဒီ account မှန်သမျှကိုအကုန် delete လုပ်ချလိုက်ရမလားဒါမှမဟုတ်သူ့အဲ့ဒီ account လေးကိုပဲ block လုပ်ထားရမှာနော်ဒါမှမဟုတ်အဲ့လိုပဲဒီအရှိအတိုင်းပဲနေရမလားဆိုတော့နော်အဲ့တော့ညီမလေးအဆင်ပြေတယ်လို့လုပ်ပါကိုကဘလို့နေမှအဆင်ပြေမှာလဲအခုချိန်ဒီမှာကိုကကွဲတာမကြသေးတဲ့အတွက်ကြောင့်မလို့ကိုရန်ခံစားနေရမယ့်အချိန်လေးအဲ့တော့ကိုကသူ့မြင်နေအဆင်ပြေမှာလားမမြင်နေရဘူးဆိုလို့ရှိရင်အဆင်ပြေမှာလားကိုအဆင်ပြေတဲ့အတိုင်းလို့နော်တချို့လူတွေကပြောကြတယ်အဲ့တော့ဒီ relationship တစ်ခုပြတ်ပြီဆိုတာနဲ့เนาะသူကိုယ့်ဘဝထဲထွက်သွားအောင်တခါတည်းအကုန်လုံး delete လုပ်လိုက်အကုန်လုံးပိတ်ပလိုက်ဒါမျိုးတွေပြောကြတယ်ဒါကတော့ကျမရဲ့နီလန်မဟုတ်ဘူးကျမရဲ့နီလန်ကကြတော့ဘာလဲဆိုတော့ကျမက fight ဆိုတဲ့လူမျိုးဒီလားကျမကထိတ်တိုက်တွေ့တဲ့လူမျိုးဖြစ်တယ်ကျမလက်ခံတတ်တဲ့သူမျိုးဖြစ်တယ်အဲ့တော့ခုနပြောတဲ့အကြောင်းအရာဒီတချို့လူအတွက်တော့အဆင်ပြေလိမ့်မယ်ဒါပေမဲ့ဒါဒီဘာလဲဆိုတော့ကျမတို့ကတခုခုနေရမလို့ထွက်ပြေးတာပဲကိုဒီလူကြီးကိုမြင်နေရမှာနာကျင်နေလို့ကိုကဒီဟာတွေကိုပိတ်ဖို့ကြိုးစားတာကွာအမေကတော့အဲ့လိုမဖြစ်ရဘူးလေသူနဲ့ကိုနဲ့ပြတ်သွားပြီဆိုတဲ့ကသူ့ကိုမြင်လဲဘာမှမဖြစ်ရဘူးမမြင်လဲဘာမှမဖြစ်ရတော့ကိုစိတ်ထဲဒီလိုပြတ်သားနိုင်တဲ့အချိန်မှသာကိုကတကယ်ကိုမှဒါ healthy breakup ဖြစ်မှာလေကိုလုံးဝဒါကိုအဆင်မပြေတော့ဘူးရှေ့လျှောက်သွားလို့အဆင်မပြေတဲ့သူမို့လို့ကိုဘွားတွေကကိုထုတ်လိုက်ပြီဆိုတဲ့ဟာမျိုးเนาะနောက်ဆုံးပြောမယ်ဆိုလို့ရှင်သူ့ကိုတငယ်ချင်းအနေနဲ့တောင်ပြန်ပြီးတော့စကားပြောနိုင်နေဆိုတဲ့အခြေအနေမျိုးကမှကျမတို့ရင်းထဲမှာတကယ်ပြတ်ချင်းဖြစ်တယ်အဲ့ဒါမျိုးမဟုတ်ဖ ೇನೆ သူ့ကိုမြင်ရတာဒေါသတွေထွက်နေလို့เนาะစိတ်တွေဆင်းရဲနေလို့သူ့ကိုတွေ့တိုင်းငိုချင်နေလို့ဒီဟာကြီးကိုမမြင်ချင်လို့ပိတ်လိုက်တယ်ဆိုတာဒီအချစ်မကုန်သေးတာပဲဒါအဲ့ဒါသူ့ကိုတွေ့တိုင်းဒေါသထွက်နေတယ်ဆိုတာကเนาะကျမတို့အမုန်းတရားတွေရှိနေတယ်ဆိုတာတစ်ဖက်မှာအချစ်ရှိနေသေးတယ်ဆိုတာကိုကျမတို့ပြတာအဲ့ဒါကိုကျမတို့လက်ခံရမယ်အဲ့ဒါကိုလက်မခံသေးသူကြီးကျမတို့ဟာတစ်နှစ်လည်းသူ့ကိုမပြေပြောင်းနိုင်ဘူးနှစ်နှစ်လည်းမပြေပြောင်းနိုင်ဘူးမုန်းလို့ထင်တာဒီကောင်ကြီးကိုမမြင်ချင်လို့အာကုသို့များလို့လှုပ်လိုက်တယ်ဒါပေမဲ့ရှင်ထဲမှာအဲ့ဒါကြီးကမပြေပြောင်းနေဘူးအဲ့ဒါကိုအတီဆုံးပဲကွာအဲ့တော့ကျမပြောချင်တာကျမလိုလူမျိုးဆိုရင်တော့ကျမဒါမျိုးတွေပိတ်မှာမဟုတ်ကျမရင်ဆိုင်တဲ့လူမျိုးအဲ့တော့ဒီနေရာမှာပေါ့နော်ဒီညီမလေးနေရာမှာကိုသားဆိုလို့ရှိရင်ဟုတ်လားနင် Facebook မှာတင်နေရငါကြည့်နေလိုက်မယ်ဘာကြောင့်လဲဆိုတော့နာကျင်မယ်တစ်ခါနာကျင်မယ်နှစ်ခါနဲ့ဘယ်လောက်နာကျင်နိုင်ပါလဲအဲ့တော့ကိုနဲ့ relationship ကပြတ်တာမကြသေးဘူးနောက်တစ်ယောက်ကိုထားတဲ့သူဟာတချို့ပြောလိုက်မယ်ဒါဖောက်ပြန်တာမဟုတ်ဘူးဟုတ်တယ်ဖောက်ပြန်တာမဟုတ်ဘူးဒါပေမဲ့ဒီလိုလူမျိုးတီလေကိုဘွားမှာလက်တွဲလို့ကောင်းတဲ့လူမျိုးတွေမှာမပါဘူးဘာကြောင့်လဲဆိုတော့တာမန်လူနော်တာမန်လူတယောက် healthy ဖြစ်တဲ့လူတယောက်သားဆိုလို့ရှိရင်လူတယောက်နဲ့ break up ဖြစ်သွားတယ်ကွာနှစ်နှစ်သုံးနှစ်တွဲတယ် break up ဖြစ်သွားတဲ့အချိန်မှာသူ့စိတ်ထဲမှာသူနာကျင်မှုတစ်ခုရှိမယ်သူလည်းငြိမ်သွားရမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်ယောက်ကိုကောက်တွဲလိုက်ခြင်းဟာဒီလူတယောက်ရဲ့ mindset ကိုပြတာပဲဒီလူတယောက်ဒီချက်ချင်းကိုနေရာမှာသူများကိုအစားထိုးနိုင်တဲ့သူဆိုတာကိုပြနေရပဲအဲ့ဒါကိုလက်ခံရမယ်နော်ဒီလူနဲ့သူနောက်တစ်ယောက်နဲ့အဆင်မပြေလို့ကိုယ့်စီပြန်လာလို့ရှိရင်လေနောက်တစ်ခါသူဒီကိုဒီလိုလုံနိုင်တဲ့သူမျိုးဆိုတာကိုသိရမယ်အဲ့တော့အမတို့က acceptance လို့ခေါ်တာပေါ့နော်လက်ခံခြင်းပေါ့အဲ့တော့အမှန်တရားကိုလက်ခံပြီးတော့သူခုနနောက် relationship တစ်ခုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လေအမသာဆိုရင်ပေါ့အမထိုင်ကြည့်နေမယ်ဘယ်လောက်နာနိုင်မလဲ1လလား2လလား3လလား4 5 6လလားဘယ်နှစ်နှစ်လဲနော်လူတွေအများကြီးအကြာကြီးတော့မနာနိုင်ဘူးကွာအကြာကြီးတော့မခံစားနိုင်ဘူးအဲ့တော့ကြည်ရင်နဲ့နင်ဟာဒီလိုလူဆိုတာကိုယ့်ရင်ထဲမှာလက်ခံသွားတဲ့အချိန်ကြလို့ရှိရင် तू ဟာကိုယ့်ဘဝတွေကိုလုံးဝဝင်ရောက်မလာတော့ဘူးအဲ့လိုမဟုတ်ဘဲနဲ့ကိုကသွားပြီးတော့ဟာသူ့ကိုဟွာတွေပိတ်မယ်ဒီဟာတွေပိတ်မယ်တခုခုကြားလို့ရှိရင်လဲသူ့ကိုဒီမိအကောင့်နဲ့သွားပြီးတော့ချောင်းနေမယ်သွားကြည့်နေမယ်ကြည့်ပြီးတော့ကိုကပူလောင်နေမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုအဲ့တန်တရားကြီးကလဲနေတာသူ့ကိုကမုန်းလို့လည်းမရဘူးမုန်းတယ်လို့ပဲထင်နေတာဒါပေမဲ့မမုန်းဘူးကွာမပြတ်နေနိုင်လို့သာသူ့ကိုသွားကြည့်နေတာကွာမပြတ်နေလို့သာသူ့ရဲ့လှုပ်ဆောင်ချက်တွေကကိုယ့်ကိုလာပြီး effect ဖြစ်နေတာเนาะကိုယ့်ကိုလာပြီးထိခိုက်တယ်လို့ဖြစ်နေတာကိုယ့်ရင်ထဲမှာ तू မရှိတော့ဘူးဆိုရင် तू ဘလို့နေ तू ဘသူနဲ့ကြိုက်เนาะ तू ဘာတွေဖြစ်နေကိုနဲ့လုံးဝမပတ်သက်တော့ဘူးလို့ကိုယ်စိတ်ထဲဒုံလုံးချနိုင်လို့ရှိရင်ဘာမှမဖြစ်တော့ဘူး तू ဘယ်နှယောက်နဲ့တွဲလဲကိုယ်လာပြီးမထိခိုက်တော့ဘူးသူကိုထက်သားတဲ့လူတွဲလို့ရှိရင်လည်းအော်အေးတွဲနေတဲ့လူပဲရှိတာเนาะကိုထက်မသားတဲ့လူတွေ့လို့ရှိရင်လည်းအော်အေးနင်ငါထက်မသားတဲ့လူတွေတွဲလိုက်တယ်ဒါပဲရှိတာအဲ့တော့ကိုသွားပြီးတော့နင်ငါထက်မသားတဲ့မိမတက်ကို
ရှာလိုက်တယ်နင်ငါတက်သားတဲ့လူတယောက်ကိုရှာလိုက်တယ်အဲ့လိုသွားပြီးခံစားနေခြင်းဟာကိုမပြတ်နေတာပဲအဲ့တော့အမသာဆိုလို့ရှိရင်เนาะအမရဲရဲကြီးရင်ဆိုင်မယ်သူဒီလိုတင်တယ်ဟုတ်တယ်နင်းနဲ့ငါနဲ့3လေးနဲ့တွေ့တယ်အဲ့တော့နှစ်ပတ်တောင်မပြည့်သေးဘူးနင်နောက် relation တစ်ခုကိုနင်စပြီးတော့နင်လှုပ်လိုက်တယ်အဲ့တော့နင်းတီဒီလိုလူမျိုးပါအဲ့တော့ငါနဲ့နင်နဲ့꿰ခဲ့ရခြင်းဟာလေဒါ꿰ထိုက်လို့꿰တယ်ဆိုပြီးတော့အမကတော့အဲ့လိုလေးပဲကြည်ပါခုနပြောသလိုပဲဘယ်နှစ်လကြာမှလဲဘယ်နှစ်နှစ်ကြာမှလဲเนาะအဲ့တော့ဒီလိုအချိန်မှာကိုလုံးဝ heal ဖြစ်သွားတဲ့အခါမှာသူ့ကိုကဒီလိုလူပါလို့တတ်မှတ်လိုက်တဲ့အခါမှာเนาะတတ်မှတ်လိုက်တာမဟုတ်ဘူးเนาะသူ့ကိုဒီလိုလူပါဆိုတာကိုယ့်ရင်ထဲကတကယ်ကိုအေးအေးချမ်းချမ်းသိသွားတဲ့အချိန်မှာအော်ငါလမ်းခွဲခဲ့တာမှန်လိုက်လေချင်းဆိုပြီးတော့နောက်တတရားလည်းမရှိတော့ဘူးသူနဲ့ဆက်ပြီးတော့ပတ်သက်စရာလည်းမရှိတော့ဘူးသူ့ကိုလည်းအမုန်းတရားလည်းမရှိတော့သူအချစ်လည်းမရှိတော့ဘူးเนาะအဲ့တော့အမတေချာပြောပါတယ်เนาะလူတစ်ယောက်ကိုမုန်းနေခြင်းဟာချစ်ချင်းမကင်းသေးလို့ပါအဲ့ဒါကြောင့်မလို့ချစ်ချင်းကင်းတဲ့မုန်းချင်းကင်းတဲ့လမ်းခွဲခြင်းဖြစ်ပါစေလို့ပြောရင်းနဲ့ see you in the next vlog ပါ next vlog ဒီမှာပြန်တွေ့ပါမယ်เนาะ